အားလုံးမင်္ဂလာပါရှင် KTN ကပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဘန်ကောက်မြို့ထဲမှာ resort ခုမှနေရတယ်လို့တစ်ပင်ပန်းပင်တွေနဲ့စိမ်းလန်းဆိုပြေးပြီးတော့တိတ်ဆိတ်အေးချမ်းတဲ့ Ready to Move In condo project လေးကိုပြပေးပါမယ်နော်ဈေးကလည်းပန်နတန်းဆွဆွမဲဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအရန်ကိုတန်တဲ့ project လေးပါရှင်ဒီကွန်ဒိုကြီးကတော့ Atmos Oasis Honored ဖြစ်ပါရှင် facilities တွေကလည်းအလန်းစားတွေအကုန်လုံးပါမှာပါနော်ရေကူးကန်ချင်းပြီးသွားလို့ရှိရင်သူက lobby တွေလည်းအများကြီးပါပါတယ်ရှင်နေရာအဖြစ်ဆိုလို့ရှိရင်လည်းလုံးဝကိုနေရာကောင်းပါနော် BTS Green Line ကိုလည်းပေါက်တယ် MRT Yellow Line ပေါ်မှာလည်းရှိနေတဲ့အတွက်ကြောင့်မလို့နေရာကောင်းဖြစ်ပါတယ်location ကတကယ်ကောင်းတာပါเนาะအနီးနားမှာဆိုရင်ဈေးတွေ shops တွေပြီးသွားရင်malls တွေကျောင်းတွေဆေးရုံတွေနဲ့လည်းအနီးနားမှာရှိတဲ့အပြင်ကိုဒီ condo ဝင်းကြီးထဲမှာကိုသူကခုလိုမျိုး vending machine တွေအစုံထည့်ပေးထားတဲ့အတွက်ကြောင့်မလို့ဘဲမှမသွားပဲတနေရာထဲမှာအေးဆေးဆေးနေလို့ရတဲ့ project ကြီးပါရှင်အခုကျွန်မနဲ့အတူတူလိုက်ကြည့်ရမယ့်ခန်းလေးကတော့29 square meter one bed extra ခန်းလေးပါရှင်ဒီကွန်ဒိုမှာဆိုလို့ရှိရင် freehold foreign quarter အခန်းဒီကိုမှာ1 square meter ကိုဘတ်3သိန်းဆွဆွနဲ့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်တန်နေတဲ့အချိန်မှာစိတ်ဝင်စားရင်တော့ KTN ကိုအမြန်ဆုံးဆက်သွယ်ပေးပါရှင်။